ဒီနီးပညာရဲ့ hydroelectric power လို့ခေါ်တဲ့ဒီရေအားလျှပ်စစ်နီးပညာတွေကအရင်အစစ်မြစ်တာဖြစ်တဲ့အတွက်ကျွန်တော်ခုနကပြောတဲ့အတိုင်းသူ့ရဲ့ဒီတနိုင်ငံလုံးမှာရှိတဲ့လူဦးရေ4 သိန်းကျော်လောက်ကိုဒီစွမ်းအင်တွေမျှဝေပြီးအသုံးပြုဖို့ဆိုတာကအရန်ကုန်မှာပဲသူတို့လွယ်ကူနေတယ်ပေါ့နော်ဒါကြောင့်များအကယ်၍များတတိယကမ္ဘာစစ်ဖြစ်လာကြလို့ရှိရင်ကမ္ဘာအရင်မြစ်တွေကပိတ်လိုက်ရင်တော့မှပဲသူ့ရဲ့နိုင်ငံထဲမှာသူ့ရဲ့နိုင်ငံသားတွေအတွက်လုံလောက်တဲ့ energy တွေလုံလောက်တဲ့နည်းပညာတွေစွမ်းအင်တွေကိုအချိန်တိုင်းတာတစ်ခုအထိအလွယ်တကူရရှိနေသေးတာဖြစ်တဲ့အတွက်ဒါကျွန်တော်ရဲ့ဒုတိယရွေးချယ်မှုနေရာမှာရှိနေတာဖြစ်ပါတယ်နံပါတ်3ဆွစ်ဇာလန်နိုင်ငံနံပါတ်3အနေနဲ့ရွေးချယ်ထားတာကကျတော့ဆွစ်ဇာလန်နိုင်ငံဖြစ်ပါတယ်သူကဒီ Alps တောင်တန်းတွေဝန်းရံထားတဲ့နိုင်ငံတစ်ခုဖြစ်တယ်ပေါ့နော်အဲ့အတွက်ကြောင့်ဒီတတိယကမ္ဘာစစ်ဖြစ်ကြလို့ရှိရင်တခြားနိုင်ငံတွေအနေနဲ့ရုတ်တရက်ကြီးကျူးကျော်ဝင်ရောက်ဖို့ဆိုတာဒီ Alps တောင်တန်းတွေကိုဖျက်ကျော်ပြီးဝင်ရောက်လာမှာဖြစ်တဲ့အတွက်ဒီရုတ်တရက်ကျူးကျော်ဖို့ဆိုတာမဖြစ်နိုင်ဘူးပြီးတော့တခြားတစ်ခုကသူ့ရဲ့အာသာချက်ကဘာလဲဆိုတော့ဒီဆွစ်ဇာလန်နိုင်ငံတစ်နိုင်ငံလုံးမှာလူဦးရေက9